အားလုံးပဲမင်္ဂလာပါရှင်မော်ဟမ်မက်ခရချာနေကြိုဆိုလိုက်ပါရနော်ခုမင်ထုတ်ပြမှာအရန်လှတဲ့ဒီရှဲပတနာကောင်းပတ်လေးပဲဖြစ်ပါရနော်ခရုခွေပန်ဆန်ကောင်းပတ်လေးပဲဖြစ်ပါရနော်မင်ထူထူမကြိုက်တဲ့အတော့ဒီတောက်ချီအသေးအနာတူးချီနဲ့အသုံးပြုထားပါတယ်နော်ကိုကဒီလိုနည်းနည်းထူထူလေးကြိုက်လို့ရှိရင်ဟို make cotton 4 ply ဖြစ်make cotton 4 ply ဖြစ်5 ply ဖြစ်ထိုးလို့ရပါတယ်နော်အခုမင်အနာတူးချီအသုံးပြုထားနော်အနာတူးချီပါပြီးလို့ရှိရင်အနံပါတ်1.5 mm ပဲဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ခြီဖြတ်ဖို့ကတ်ကြီးရဲ့တိုင်းဖို့အရွယ်အစားတိုင်းဖို့ဒီပေကျိုးရဲ့အဲ့ဒါကိုအသုံးပြုထားပါတယ်နော်ခြီကိုဆက်ထုတ်ကြရအောင်နော်အညုံဆုံးခြီကိုင်းနေအကိုင်းနေကိုင်းထားမယ်နော်ပြီးလို့ရှိရင်ခြီကိုစလစ်နောက်လိုက်မယ်ပြီးရင်ချိန်လေးခါတက်ပါမယ်နေတော့လေးချိန်လေးခါတက်ပြီးရင်ပထမဆုံးထိုးထားတဲ့ချိန်အပေါက်ကိုရှက်ကောနဲ့ချိန်မယ်နော်အဲဆိုရင်ဒီလိုအဝိုင်းသေးသေးလေးရသွားမယ်နော်ပြီးလို့ရှိရင်ချိန်3ခါတက်မယ်ချိန်3ခါတက်ပြီးရင်ဒီအဝိုင်းသေးသေးလေးရဲ့အထဲမှာတိုင်ရှည်4တိုင်ထုံးမယ်နော်ဒီအဝိုင်းသေးသေးလေးရဲ့အထဲမှာတိုင်ရှည်4တိုင်ထုံးမယ်နော်ခြီကိုဆွဲယူလာမယ်အပေါ်မှာခြီတောင်းချောင်းမြင်တဲ့အချိန်မှာခြီတောင်းချောင်းရှိနေနော်အဲ့ဒါကိုခြီဆွဲယူလာပြီးနှစ်ချောင်းကိုထောက်မယ်ပြီးရင်နောက်ထပ်ခြီနှစ်ချောင်းကိုထောက်မယ်အဲ့ဒါတိုင်ရှည်လို့ခေါ်နော်ပြီးရင်ခြီကိုဆွဲယူလာမယ်ခြီနှစ်ချောင်းထောက်မယ်ပြီးရင်နောက်ထပ်နှစ်ချောင်းထောက်မယ်နှစ်တိုင်ရပြီနော်တိုင်ရှည်3တိုင်ရပြီတိုင်ရှည်4တိုင်ရပြီနော်တိုင်ရှည်4တိုင်ရပြီဆိုရင်ဒါတော့1ပြီးပြီနော်နောက်ထပ်တော့2တက်ဖို့ကချိန်8ခါထိုးမယ်တဲ့နေ3 4 5 6 8ချိန်8ခါထိုးပြီးရင်ဒီဘက်လှည့်လိုက်မယ်နော်လှည့်လိုက်လို့ဒီမှာချိန်တိုင်ရှည်တစ်ခါနှစ်ခါတိုင်ရှည်3တိုင်ညရဲ့အပေါ်မှာတိုင်တိုးတိုင်ထိုးလိုက်မယ်နော်ပြီးလို့ရှိရင်နောက်ထပ်ချိန်5ခါထိုးမယ်တဲ့နေ3 4 5ချိန်5ခါထိုးပြီးရင်ခုနကတော့ကတိုင်တို3တိုင်sorry ချိန်3ခုထိုးထားတဲ့နေရာရဲ့အပေါ်ထိုက်တက်တက်မှာတိုင်ရှည်တိုင်ထိုးမယ်ဒီအပေါ်ထိုက်ရဲ့တက်တက်မှာတိုင်ရှည်တိုင်ထိုးမယ်နော်ဒီလိုပုံစံရလာမယ်နော်ပြီးလို့ရှိရင်နောက်ထပ်ချိန်3ခါတက်မယ်နောက်ထပ်ချိန်3ခါတက်ပြီးရင်ဒီထိုက်မှာပဲဒီထဲမှာပဲတိုင်တိုရဲ့ထိုက်မှာပဲနောက်ထပ်တိုင်ရှည်ရဲ့ထိုက်မှာပဲနောက်ထပ်တိုင်ရှည်4ခါထိုးမယ်တဲ့နေ့တော့လေးနော်တိုင်ရှည်4ခါထိုးပြီးရင်ချိန်5ခါရဲ့အလဲတက်တဲ့နေရာကိုမှန်းပြီးတော့တိုင်တိုတိုင်ထိုးမယ်ပြီးရင်နောက်ထပ်ချိန်5ခါထိုးမယ်တော့4 5နောက်ထပ်ချိန်5ခါထိုးပြီးရင်ဒီဘက်ကတိုင်တိုဒီကနေရေးမယ်ဆိုလို့ရှိရင်တင်းနှစ်တော့ချိန်3ခုရဲ့အလဲနားလောက်မှာတိုင်တိုတိုင်ထိုးမယ်တိုင်တိုတိုင်ထိုးပြီးရင်နောက်ထပ်ဒီကနေရေးမယ်ဒီအောက်ကနေရေးမယ်ဒီအောက်ကနေရေးမယ်တင်းနှစ်တိုင်ချိန်3ခုရဲ့ထိုက်မှာဒီချိန်3ခုရဲ့ထိုက်မှာတိုင်ရှည်5တိုင်ထိုးမယ်နော်တဲ့နေ့တော့လေးဒီလိုပုံစံရလာမယ်နော်အဲဆိုရင်round 1 bb round 2 bb round 3 round 3 bb round 4တက်ဖို့နောက်ထပ်ချိန်နေ့3 4 5 6 8နောက်ထပ်ချိန်8ခါတက်မယ်ပြီးရင်ခြီကိုလှည့်လိုက်မယ်ခြီကိုလှည့်ပြီးရင်တိုင်ရှည်3တိုင်ရဲ့ဒီထိုက်မှာတိုင်တိုတိုင်ထိုးမယ်ပြီးလို့ရှိရင်ချိန်5ခါတက်မယ်တဲ့နေ့3 4 5ချိန်5ခါတက်ပြီးရင်ဒီထိုက်ချိန်
ခုနကချိုင်ငါခါရထိုက်အလဲတဲ့ထိုက်မှာတိုင်တို့တိုင်ထုံးမယ်ပြီးလို့စီရင်နောက်ထပ်ချိုင်ငါခါတဲ့မတဲ့နေ3 4 5နောက်ထပ်ချိုင်ငါခါတဲ့ပြီးရင်ဒီကနေယူမဲ့တိုင်တို့ရဲ့3တိုင်ထိုက်တိုင်တို့3တိုင်ရထိုက်မှာတိုင်ရှေ3တိုင်ရထိုက်မှာတိုင်တို့တိုင်ထုံးမယ်ပြီးလို့စီရင်နောက်ထပ်ချိုင်ငါခါထုံးမယ်တဲ့နေ3 4 5နောက်ထပ်ချိုင်ငါခါထုံးပြီးရင်ဒီကနေချိုင်3ခါရထိုက်မှာဒီထိုက်တိုင်ရှေတိုင်ထုံးမယ်အဲ့ဆိုရင် round 4ပြီးပြီနော် round 4ပြီးပြီဆိုရင် round 5တက်ပါမယ် round 5တက်ဖို့ကချိုင်းတန်းခါထုံးမယ်နေတော့ပြီးရင်ချီကိုလှည့်လိုက်မယ်ချီကိုလှည့်လိုက်မယ်နော်ပြီးလို့ဆိုရင်ချိုင်းဒီထိုက်မယ်နော်ဒီတိုင်ရှည်ရဲ့ထိုက်မှာတိုင်ရှည်ရဲ့ထိုက်မှာပဲတိုင်ရှည်လေးထိုင်နောက်ထပ်ထိုးလိုက်မယ်တိုင်ရှည်လေးတိုင်ကဒီမှာချိုင်းတန်းခုနဲ့ပေါင်းလိုက်လို့ဆိုရင်တိုင်ရှည်5တိုင်တဘောပေါ့နော်ဒီနေတော့တိုင်ရှည်လေးတိုင်ခုပြီးရင်ဒီချိုင်း5ခါရဲ့အလဲနေရာလောက်မှာတိုင်တော့တခါထိုးမယ်ပြီးရင်နောက်ထပ်ချိုင်း5ခါထိုးမယ်4 5ထိုးပြီးရင်ဒီတိုင်တော့နဲ့ချိုင်းမယ်ပြီးလို့ဆိုရင်ဒီအလဲနော်တိုင်တော့ချိုက်ထားတဲ့ဒီအလဲမှာတိုင်ရှည်5တိုင်ထိုးမယ်တိုင်ရှည်5တိုင်ထိုးမယ်နော်ဒီနေတော့လေတိုင်ရှည်5တိုင်ထိုးပြီးရင်တိုင်တို့နဲ့ပြန်ချိတ်ပြီးရင်စင်ချိုင်း5ခါထိုးနေတော့လေ5ချိုင်း5ခါထိုးပြီးရင်ဒီဘက်တိုင်တို့နဲ့ပြန်ချိတ်ပြီးလို့စီရင်နောက်ထပ်ဒီချိုင်းတောင်းတိုင်ရဲ့အပေါ်တက်မှာတိုင်ရှည်5တိုင်ထိုးမယ်တဲ့နေဆန်လေးရလာမယ်နော်အဲ့ဒါ round 1 2 3 4 5 round 5ထိရောက်ပြီနော်လို့ဆိုရင် round 6တက်ပါမယ်နော် round 6တက်ဖို့ကချိုင်း8ခါထိုးမယ်တဲ့နေ3 4 5 6 8ချိုင်း8ခါထိုးပြီးရင်ဒီဘက်လှည့်လိုက်မယ်ပြီးလို့ဆိုရင်ထိုးထားတဲ့တိုင်ရှည်ရဲ့တောင်းတိုင်ထိုက်မှာတိုင်ရှည်တောင်းတိုင်ရဲ့ထိုက်မှာတိုင်ရှည်တိုင်2တိုင်တောင်းတိုင်ဒီတောင်းတိုင်ရဲ့ထိုက်မှာတိုင်2တိုင်ထိုးမယ်ပြီးလို့ဆိုရင်နောက်ထပ်ချိုင်း5ခါတက်မယ်တော့5ချိုင်း5ခါတက်ပြီးရင်ဒီနေရာမှာတိုင်2ထိုးလိုက်မယ်ပြီးရင်နောက်ထပ်ချိုင်း5ခါထိုးမယ်5ချိုင်း5ခါထိုးပြီးရင်တေးနဲ့တောင်းတိုင်ရှည်ရဲ့တောင်းတိုင်ထိုက်မှာတိုင်2တိုင်ထိုးမယ်ပြီးရင်နောက်ထပ်ချိုင်း5ခါတိုင်2တိုင်ထိုးမယ်ပြီးရင်နောက်ထပ်ချိုင်း5ခါတော့4 5တေးနဲ့တောင်းနောက်ထပ်ချိုင်း5ခါတော့4 5တိုင်ရှည်နဲ့အဆုံးတက်လိုက်မယ်နော်ဒီပုံစံရလာမယ်နော်တောက်တက်ဖို့နောက်ထပ် round 7တက်ဖို့နောက်ထပ်ချိုင်း3ခါပြီးလို့ဆိုရင်ဒီထိုက်မှာပဲဒီတိုင်ရှည်ရဲ့ထိုက်မှာပဲနောက်ထပ်တိုင်ရှည်4တိုင်ထပ်ထုံမယ်နေတော့လေတိုင်ရှည်4တိုင်ထိုးပြီးရင်အလဲနေရာတက်လိုက်မှာရှက်ကောင်းနဲ့ရှက်ကောက်ဖြစ်ဖြစ်တိုင်တိုးဖြစ်ချိုက်လိုက်မယ်နော်ပြီးလို့စီရင်ချိုက်5ခါတိုင်မယ်တဲ့နေ3 4 5ပြီးလို့စီရင်တိုင်တိုးထိုးမယ်ပြီးလို့စီရင်ဒီအလဲမှာတိုင်ရှည်5တိုင်ထိုးမယ်နော်တဲ့နေ
tờ lệ Pilusin tôi giờ bên à tay đồ ngã tay chơi ngã không thô thay đến này mà tay đồ tay thô mấy bây giờ chơi ngã khá tay mấy nè tờ lệ ngã chơi ngã khá tay biển tin này mà tay đồ này biển chơi mấy Pilusin thì ở lại có tay chơi ngã tay thô mấy tên này tờ này thu biến tay đồ tay thô mẹ biến chơi ngã khá tay mẹ chơi ngã khá tay mẹ Pilusin tay đồ chơi lại mẹ Pilusin nó thế tí chơi tăng khu dễ ở bỏ thầy má chơi tăng khu dễ thầy mà tay sẽ ngã tay thô mẹ nó tế nét tờ tay sinh ngã tay thô bà mẹ tờ lì thì lúc bằng sáng lấy giờ làm mẹ nó Pilusin nó thật là đẹp bố thấy chiếc khá thôi mày Pilusin chỉ lại mẹ Pilusin tay sẽ tăng tay thay má tay từ tay thôi mẹ Pilusin chơi ngã khá tên mẹ thì chơi nhẹ bỏ mà thì chơi nhẹ bỏ lại tất tệ má thì chơi nhẹ lại tất tệ mà tay đồ này chơi mẹ bây giờ nó thay chơi ngã khá thôi mẹ bây giờ thì tay tôi thì tay sẽ nhẹ lại thì tay sẽ nhẹ lại tăng tay nhẹ thay má tay đồ tay thôi mẹ chơi ngã khá thôi mẹ bây giờ tay đồ này chơi mẹ chơi ngã khá thôi mẹ tay đồ này chơi mẹ chơi ngã khá thôi mẹ tay đồ này chơi ngã khá thôi bây giờ tay sẽ tay thì thay má tay sẽ tay thôi mẹ nó sẽ bị đó thôi làm mẹ nó nào thôi bây giờ tiền sang mẹ nó thì mẹ chơi ngã khá thôi mẹ bây giờ thì thay mà tay sẽ nè tay sẽ tay nè tiền chơi mẹ nó thì lúc bằng sáng lấy giờ làm mẹ nó Pilusin nó tao tay bữa chơi tăng khá tại mẹ tên nè tờ chơi tăng khá tại biển thì tay sẽ thô thay tay thay mà tay sẽ lấy tay thôi mẹ bà tay tao bỏ tay ao nãy lại lao bị thế này nó lên lòi lấy về nó bà tay mà khai bữa mấy giờ lại lòi tờ lấy tay sẽ lấy tay thôi bb tay sẽ lấy tay thôi bb xí tay đồ này chạy Pilusin chạy ngã khá tệ này tờ chạy ngã khá tệ biển tay đồ này chạy Pilusin bà tay biểu mẹ nó Pilusin tí này à tí tay đồ vậy thay má tay sẽ ngã tay thô Pilusin chạy ngã khá tệ tí lúc bằng sáng chạy ngã khá tệ Pilusin tí mà nó biến chạy Pilusin tay sẽ ngã tay thô chạy ngã khá tệ Pilusin sẽ sang thi thô làm tí bằng sáng tay sẽ ngã tay chạy ngã khá tay sẽ ngã tay chạy ngã khá tay sẽ ngã tay chạy ngã khá tí thi yang thô làm mẹ nó tí thay thi nó tí thay thi yang thô làm mẹ biến biến sang mẹ nó sang thi thô bên mẹ nó tí thi thô làm bị nó tôi bắt đầu đó thì anh yêu xin mà nó Pilusin thì nhà Pilusin chơi chiếc khát tên mẹ chơi chiếc khát tên biển thì tay đồ tay sẽ tăng tay thay mà tay sẽ tăng tay thay mà tay đồ tay chơi lại mẹ Pilusin chơi ngã khá chơi mẹ chơi ngã khá tên biển tay đồ này chơi mẹ chơi ngã khá tên biển tay đồ này chơi mẹ chơi ngã khá tên biển tay đồ này chơi mẹ chơi ngã khá tên biển thì sang thì thôi là mẹ Pilusin thì ra bằng xã tay biển tận mẹ tôi giờ bằng xã tay nó mà xem lưu xin con mẹ mà mẹ lưu giả nó cứ mình cả cô ye ở xe cô lo ade ở xe thì ở xe thôi mẹ nó cô ye càng bao mười tỷ bị đó lấy cô lo ade ở xe ta là thôi mẹ nó Pilusin thôi Pilusin tiền làm mẹ nó lần bài lại thô cha bố nhỏ lấy bà đấy nó anh gọi lời cử đấy bà ta mà anh lấy lạ nó thì bà ta
ခရု share အေးခရုနဲ့ပုံစံတူတူပဲနော်အလုံးပဲပြီးရင်ပြန်ဆောင်ကြမယ်ကိုလိုအပ်တဲ့အရှည်ထိုးလာပြီးနော်ဒီမှာမင်းထိုးထားတဲ့အရှည်ကိုတိုင်းကြမယ်နော်လက်မပဲနဲ့တိုင်းလိုက်မယ်ဒီမှာနော်ခုနလက်မခွဲရှိနော်ခုနလက်မခွဲရှိပါတယ်အရှည်ကြတော့ရတော့ရှိတယ်အနံကြတော့နည်းနည်းတုံးလို့ခံစားရတယ်ဘာဖြစ်ပါလဲပြီးလို့ဆိုရင်ဒီလောက်ထိထိုးလာပြီးဆိုလို့ဆိုရင်မင်းကြိုးထိုးမယ်နော်ဒီတိုင်းပဲချီကိုမဖြောက်ထားဘူးဒီကနေပဲကိုရဲ့စိတ်ကြိုက်အရှည်ကြိုးထိုးမယ်စိတ်ကြိုက်အရှည်ထိုးလိုက်မယ်နော်မကြီးပြတော့ကိုလိုချင်တဲ့အရှည်ထိုးလိုက်မယ်ကိုလိုချင်တဲ့အရှည်ထိုးလာပြီးနော်မင်းပဲလက်မရှိလဲဆိုတော့โอเค6လက်မနည်းနည်းကြော်လာနော်ဒါမင်းဘလားထိုင်ဘလားရှိလဲဆိုတာမကြီးပဲနဲ့ဒီတိုင်းပဲကိုရဲ့စိတ်ကြိုက်အရှည်ကိုထိုးရပါနော်ဒီမှာကျတော့ NR2 ချီနဲ့ထိုးထားတဲ့တော့ချီကနည်းနည်းသေးနေတယ်ဆိုတော့ရှက်ကောနဲ့ပြန်ပြီးတော့ချီကိုရှက်ကောနဲ့ပြန်တိုင်းမယ်နော်ဒီမှာတပေါက်ပြီးရင်သူ့ရဲ့ဘေးနာကအပေါက်ချီကိုဆွဲယူလာမယ်ဒီလိုနဲ့တိုင်းမယ်ဒါသေးနေတယ်လို့ခံစားရမယ်ဆိုလို့ရှိရင်လေဒီအတိုင်းရှက်ကောနဲ့မဟုတ်ပဲနဲ့ဒီအတိုင်းတိုင်တိုးနဲ့လည်းယူသွားလို့ရတယ်နော်တိုင်တိုးနဲ့လည်းထိုးလို့ရတယ်နော်ဒီမှာအပေါ်မှာချီနှချောင်းရှိလို့ရှိရင်တစ်ခါလေးဆွဲဖြုတ်မယ်အဲ့ဒါကိုတိုင်တိုးနဲ့လည်းရတယ်နော်ရှက်ကောနဲ့လည်းရပါတယ်ရှင်နော်ဒီလားအရွယ်ထိရမယ်ဒါတိုင်းတုံးနဲ့ပြန်ပြီးတော့အပေါ်ကိုပြန်တိုက်တဲ့ချင်းနေမှာပေါ့နော်ဒါနော်အဆုံးထိဒီနေရာရောက်တဲ့အထိတိုင်းတုံးလေးထိုးလိုက်မယ်နော်တိုင်းတုံးမဟုတ်ဖြစ်ရှက်ကောဖြစ်ကိုအဆင်ပြေတယ်လို့ထိုးလို့ရတယ်နော်ပြီးရင်ပြန်ဆောင်ကြမယ်တိုင်းတုံးဒီထိုက်ထိထိုးလာပြီနော်ထိုးလာပြီးဆိုရင်ဒီထိုက်ထိထိုးလာပြီးဆိုရင်ချိုင်းတစ်ခါထိုးပြီးရင်ချီဖြတ်မယ်နော်ချီကိုပြန်ချောက်မှဖြစ်တဲ့တော့ချိုင်းနည်းနည်းရှည်ချက်လိုက်မယ်နော်ဒီစင်ချီကိုပြန်ချောက်မယ်နော်ချီကိုချောက်လို့ဆိုရင်လည်းကိုစင်ပြေတယ်လို့ချောက်မယ်နော်ချီကိုပြန်တိုင်းမယ်ကိုစင်ပြေတယ်လို့တိုင်းလိုက်ရနော်ချီချောက်လို့ပြီးဆိုရင်ချီကိုညှက်လိုက်မယ်တစ်ခါလေးဒီမှာတစ်ဖက်ရပြီနော်ပြီးလို့ဆိုရင်ဒီတစ်ဖက်ကိုဒီဘက်ထိုက်မှာဒီထိုက်လေးမှာအပ်ထိုးထားမယ်ပြီးလို့ဆိုရင်ချီကိုကင်မယ်ချီကိုဆွဲယူလိုက်မယ်ဆွဲယူလာတဲ့ချိန်မှာလေဒီမှာပုံနေတဲ့ချီကိုလေတစ်ခါလေးတိုင်းယူမယ်နော်ချိန်ထိုးရင်းနဲ့တစ်ခါလေးတိုင်းလိုက်ဒါမှချီစားမဖြောက်ရအောင်နော်ဒီနေရာမှာတိတ်ထားပြီးတော့လေဒီမှာကျိုးချီနှစ်ကြောင်းရမှာဒီမှာနော်ဒါမှဒီလိုချင်ဖြစ်မယ်မချီကိုတစ်ခါတည်းတိုင်းယူလာမယ်နော်ဒီလားစင်ရပြီချီကိုဖြတ်လိုက်လို့ရပြီပြီးလို့စရင်ကိုယ်စိတ်ကြိုက်ချင်းအရှည်ဆွဲယူလာမယ်ချင်းအရှည်ထိုးမယ်ချင်းအရှည်ထိုးပြီးရင်ကိုထိုးထားတဲ့ချင်းအရေးအတွက်အလိုက်တိုင်းတို့ထိုးမယ်နော်နော်ပြီးလို့စရင်ပြန်ဆိုင်မယ်နော်ထိုးလိုက်မယ်ကမ်းပါလေးထိုးလို့ပြီးပါပြီနော်အရန်လွယ်နော်အလုံးလိုက်ထိုးမယ်လို့လည်းညှော်လင်းပါတယ်နှစ်ဖက်လိုက်နော်ဘယ်ဘက်တက်လို့ရတယ်နော်အရန်ကိုလည်းလိုက်နော်အရန်လေးစင်ကြရနော်ဒီလိုခရုရှဲခရုနဲ့အရန်ကိုလှပါတယ်ရိုးရှင်းလေးနဲ့နော်အားလုံးပဲတဟို YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးပါဦးနော်မေမေကအခုမှတင်တာမို့လို့အမှားပါလို့စရင်ခွေးလို့ပါနော်အရန်ကိုမှလှပါတယ်ဒီကမ်းပတ်လေးရမရှိနားမလဲတာရှိရင်လည်း comment မှာဝင်ရေးပြီးတော့မေးလို့ရနော်အားလုံးပဲတဟိုနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်